အရန်ကိုလှပတဲ့တထေးသမီးလေးဟာတနေ့မှာတော့တောက်စရာတစ်ခုကိုတောက်ပြီးနောက်ရုပ်ဆိုးတဲ့အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြောင်းလဲသွားပါတယ်။အမှန်တော့သူမရဲ့အစီခံမဟာရုပ်ရည်ချင်းလဲလှယ်နိုင်တဲ့မော်မန်းကိုရဖို့အတွက်သူမအနားမှာနှစ်ပေါင်းများစွာဟန်ဆောင်ကပ်တွယ်နေခဲ့တာပါ။ဓာတ်နဲ့လီပြီးထွက်လာတဲ့သွေးကိုတစ်တာပေါ်အဆက်ချလိုက်တဲ့အခါမော်မန်းပေါ်လာပါတယ်။ထို့နောက်သူတို့နှစ်ဦးစလုံးရဲ့လက်မောင်ကိုလှီးပြီးတွေးချင်းထိတွေ့စေကမော်မန်ကိုအသုံးပြုလိုက်တဲ့အခါသူတို့ရဲ့ရုပ်ရည်တွေဟာတယောက်နဲ့တယောက်လဲလှယ်သွားပါတော့တယ်။အစီခံမဟာတထေးသမီးလေးရဲ့ဘဝကိုတိမ့်ပိုက်လိုက်ပြီးသူမရဲ့မိခင်ကိုတော့အန္တရာယ်ပြုခဲ့မှန်းဝန်ခံခဲ့ပါတယ်။အစီခံမဟာတထေးသမီးအစ်စ်အဖြစ်ဟန်ဆောင်ပြီးအမွေဆက်ခံဖို့ပြင်ဆင်နေချိန်မှာတထေးသမီးအစ်စ်ကတော့အခန်းထဲမှာပိတ်လောင်ခံထားရပါတယ်။ဒါပေမဲ့သူမဟာမော်မန်ရဲ့နောက်ထပ်လှုပ်ဝက်ချက်တစ်ခုကိုသိသွားပါတယ်။အဲ့ဒါကတော့ရုပ်ရည်လဲထားသူဟာအရက်တောက်မိရင်မူလရုပ်ရည်ကိုချက်ချင်းပြန်ပြောင်းသွားမယ်ဆိုတာနဲ့တစ်ချိန်လဲတိုင်းတက်တန်း10နှစ်ရောနေသွားမယ်ဆိုတဲ့အချက်ပါပဲ။တထေးသမီးလေးဟာအခန်းထဲကနေထွက်ပြေးလွတ်မြောက်လာပြီးသူမရဲ့တငယ်ချင်းအရင်ခောက်စီကိုတွားခဲ့ပါတယ်။အစီခံမဟာတထေးသမီးရောင်ဆောင်ပြီးတငယ်ချင်းကိုနှုတ်ဆက်ပေမဲ့သူမရဲ့အမူအရာတွေကထူးဆန်းနေတာကြောင့်တငယ်ချင်းဖြစ်သူကတန်တရားဝင်နေပါတယ်။တထေးသမီးအစ်စ်ကအစီခံအယောင်ဆောင်ပြီးရေလာတိုက်တဲ့အချိန်မှာတငယ်ချင်းဖြစ်သူကိုသူတို့နှစ်ယောက်ပဲတည်တဲ့လျှို့ဝှက်ချက်ပြမှုလုပ်ပြလိုက်တာကြောင့်တငယ်ချင်းဖြစ်သူဟာအမှန်တရားကိုရိပ်မိသွားပါတယ်။အမွေဆက်ခံပွဲအခမ်းအနားစတင်တဲ့အခါမှာတော့အစီခံမဟာသူမရဲ့လက်မောင်းကအရေးပြားတွေမူလအတိုင်းပြန်ပြောင်းချင်နေတာကိုသတိထားမိလို့လက်အိတ်တွေမျက်မှန်တွေနဲ့ဖုံးကွယ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အခမ်းအနားအစီအစဉ်အရသူမဟာဝိုင်းတစ်ခွက်ကိုမဖြစ်မနေတောက်ရပါတော့တယ်။ဆွေမျိုးတွေရဲ့ဖိအားပေးမှုကြောင့်သူမဟာဝိုင်းကိုတောက်လိုက်ရတဲ့အခါလူအားလုံးရဲ့ရှေ့မှာတင်သူမရဲ့ရုပ်ရည်ဟာရုပ်ဆိုးတဲ့အစီခံမဖြစ်ပြန်ပြောင်းသွားပြီးတထေးသမီးအစ်စ်ကတော့သူမရဲ့ငကိုအလှပတွေကိုပြန်လည်ရရှိသွားပါတော့တယ်။